အားလုံးမင်္ဂလာပါဒီနေ့မှာတော့ပပဝတီစိန်တောင်အလင်းလောင်းလေးလေးကိုမျှဝေပေးပါမယ်ကဲပိုက်လုံးလုံးနေပါပြီခင်ဗျာစိန်စိန်ကြီးပိုက်လုံးလုံးနေပါပြီနှစ်ပေးတယ်လေးဆိုတော့ပရရလေးပေါ့ဗျာပါတော့လေသမဲရှင်တွေစိတ်တိုင်းကြအောင်လောက်ပေးရတာပေါ့နော်ကဲလိန်ပါပြီခင်ဗျာဆဲလေးနဲ့လှေးလိန်လိုက်တော့လိန်သားလေးတွေလေးလှတယ်မြောင်းလေးတွေလေးလှတယ်ဆက်ပြတ်လို့ရှိရင်လေအကွာဝစ်ပုံကြီးတာပေါ့နော်ကဲလိန်ပြီးသွားပါပြီလိန်ပြီးသွားပါပြီလိန်ပြီးလို့ရှိရင်နောက်တစ်ဆက်လာမယ်ကဲဆက်ဖြတ်နေပါပြီခင်ဗျာအယောင်တဲ့အဆင်လေးတို့ကြိုခိလိုက်တယ်နော်ဒီလိုမျိုးလေးဆက်ဖြတ်ပေးရပါတယ်ဒါမှပဲလက်ရကောင်းသွားတာပေါ့ကဲပြီးသွားပါပြီခင်ဗျာအယောင်လေးကဝါရွှင်လေးဝါဆူဆူလေးနဲ့သမင်းရှင်တွေစိတ်တိုင်းကြောင်း6ကွင်းတစ်ချက်လို့ပြောရမှာပေါ့နော်ရွှေရှင်က2ပေး4ရွေးတယ်မှာလက်တိုင်းကတော့2လက်မှ4ပေး2လက်မှ2ပေး2လက်မှ6ပေးစိုက်စုံမှာ3စိုက်လောက်ပေးထားပါတယ်ဒီလက်ရာတွေကြိုက်လို့ရှိရင်စိန်ဒုက္ခရွှေပင်မှာစိတ်တိုင်းကြအဲ့လိုရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်